အားလုံးပဲမင်္ဂလာပါ The Mystery Zone Channel ကနေကြိုဆိုလိုက်ပါတယ်လူသားတယောက်ကနှစ်ပေါင်း90ကျော်ကြာအောင်မျက်စိတမိတ်တောင်ပဲဖက်နေနိုင်နေဆိုရင်ခင်ဗျားတို့ယုံကြမလားဒါမှမဟုတ်တန်လိုက်လိုမျိုးပစ္စည်းတွေကိုခန္ဓာကိုယ်မှာကတ်ထားနိုင်တဲ့စူပါလူသားတွေတကယ်ရှိတယ်လို့ရောခင်ဗျားတို့ထင်ပါသလားအခုကျွန်တော်ပြောပြပေးမှာကတော့သိပ္ပံပညာရှင်တွေတောင်အဖြေရှာမရတဲ့ကမ္ဘာအံ့ဖွယ်လူသား9ဦးအကြောင်းပဲဖြစ်ပါတယ်အကြောင်းအရာလေးကိုမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေး subscribe လုပ်ထားပေးဖို့နဲ့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါရစေနံပါတ်1တန်လိုက်လူသားတယောက်ရဲ့ခန္ဓာကိုယ်ဟာတန်လိုက်တစ်ခုလိုပစ္စည်းတွေကိုဆွဲကတ်ထားနိုင်တယ်ဆိုတာရုပ်ရှင်တွေကစက်ကောင်တွေမှာပဲပြင်မှုကြမှာပါဒါပေမဲ့တကယ်ပြင်ပလောကမှာလည်းအဲ့ဒီလိုလူသားမျိုးရှိနေပါတယ်သူကတော့ဘော့စနီးယားနိုင်ငံသားဘူဂျာဘာဆက်ပဲဖြစ်ပါတယ်ဘော့စနီးယားနိုင်ငံစရီဘနစ်မြို့မှာနေထိုင်တဲ့မူဟီဘီဂျာဟာ1958ခုနှစ်မှာမွေးဖွားခဲ့သူပါသူဟာဒီထူးခြားတဲ့စွမ်းရည်ကို2014ခုနှစ်သူ့တက်56နှစ်အရွယ်မှာကဘာတိအောင်ထုတ်ပေါ်ပြသခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ဟာထူးဆန်းတဲ့အားတစ်ခုနဲ့ပစ္စည်းတွေကိုစုပ်ယူထားနိုင်တာကြောင့်လူသားတွေကသူ့ကိုတန်လိုက်လူသားလို့တင်စားခေါ်ခဲ့ကြပါတယ်ဒီနေရာမှာလူတွေအထင်မှန်မှားနေတာတစ်ခုကဒါဟာတန်လိုက်တတ်ကြောင်လို့ထင်နေကြတာပါတကယ်တော့သိပ္ပံနည်းကျစစ်ဆေးကြည့်တဲ့အခါမှာသူ့မှာတန်လိုက်တာမရှိပါဘူးဒါကသူ့ရေပြရဲ့ထူးခြားတဲ့ဆုပ်ယူမှုစွမ်းအင်ကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်လဲဒီလူဟာတန်တဲ့ပစ္စည်းတွေတင်မကပဲပလတ်စတစ်ဖုန်းတွေဒရမှုတွေဖန်ခွက်တွေနဲ့အကျွေပြားတွေလိုမျိုးတန်လိုက်နဲ့မကတ်နိုင်တဲ့ပစ္စည်းတွေကိုပါသူ့ရဲ့မျက်နှာရင်ဘတ်ကြောပြင်တွေမှာကတ်ထားနိုင်တာပါသူဟာတပြိုင်နက်တည်းမှာပစ္စည်းမျိုးစားပေါင်း40ကျော်50နီးပါးကိုခန္ဓာကိုယ်မှာကတ်ထားနိုင်ပြီးသူကတ်ထားခြင်းတွေနိုင်ပေါင်းများစွာပြုတ်မကြအောင်နေနိုင်ပါတယ်သူဟာဒီပစ္စည်းတွေကိုကတ်ထားလျက်သားနဲ့လမ်းလျှောက်ပြတာစကားပြောပြတာတွေအထိလှုပ်ဆောင်နိုင်တာကတကယ့်ကိုအံ့ဩစရာပါပဲသူ့လိုပဲကမ္ဘာပေါ်မှာမလေးရှားကရှူတိုလင်းခရိုအေးရှားကအီဗန်စတိုအီကိုဘစ်တိုလိုပစ္စည်းကတ်နိုင်တဲ့ထူးခြားလူသား10ယောက်ထက်မနည်းရှိခဲ့ပေမဲ့မူဟီဘီဂျာကတော့ပလတ်စတစ်နဲ့ဖန်တယ်တွေကိုပါစုပ်နိုင်တဲ့နေရာမှာစွမ်းတက်ဆုံးလို့ဆိုရမှာပါလက်ရှိအချိန်ထိတော့ဆေးပညာရှင်တွေကဒါဟာရေပြားရဲ့ပုတ်တိုက်မှုအားနဲ့ဆုပ်ယူမှုအားအလွန်ကောင်းမွန်တာကြောင့်လို့ပဲကောက်ချက်ချထားပါတယ်လူသားတို့ရဲ့ခန္ဓာကိုယ်ဟာကျွန်တော်တို့မသိသေးတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိနေပါသေးတယ်နံပါတ်2ရေခဲလူသားတမန်လူတယောက်ကရေထဲမှာအောက်ရောက်နေတဲ့ရေထဲမှာမိနစ်နည်းငယ်တဲ့ပို့ပြီးရှင်သန်နိုင်မှုခဲရင်ပါတယ်ဒါပေမဲ့နယ်သာလန်နိုင်ငံသားဝင်းဟော့အတွက်တော့ဒါဟာအေးဆေးပါပဲ The Iceman လို့ကဘာကတင်စားရတဲ့ဒီလူဟာလူသားတွေရဲ့ရုပ်ပိုင်းဆိုင်ရာကန့်သတ်ချက်ကိုစိန်ခေါ်နေသူပဲဖြစ်ပါတယ်ဝင်းဟော့ကို1959ခုနှစ်ဧပြီလ20ရက်နေ့မှာနယ်သာလန်နိုင်ငံစတက်မြို့မှာမွေးဖွားခဲ့ပါတယ်သူဟာငယ်စဉ်ကတည်းကအေးဒဏ်ကိုခံနိုင်ရရှိခဲ့တာတော့မဟုတ်ပါဘူးသူ့ရဲ့ဘဝမှာခြေကွဲစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကြောင့်စိတ်ပိုင်းဆိုင်ရာခွန်အားကိုရှာဖွေရင်းကနေဒီထူးခြားတဲ့စွမ်းအင်တွေကိုပိုင်ဆိုင်ထားခဲ့တာပါဒီလူကသူ့ရဲ့ဘဝတစ်လျှောက်မှာကမ္ဘာစံချိန်ပေါင်း26ခုကျော်ကိုတင်ခဲ့သူပါအံ့ဩစရာအကောင်းဆုံးစံချိန်ချို့ကိုပြောပြရရင်တော့2011ခုနှစ်ကရေခဲပုံးထဲမှာတဘိုးလုံးမြုပ်ပြီးတနာရီနဲ့52မိနစ်ကြာအောင်နေပြခဲ့ပါတယ်အာတိတ်စဝိုင်းအတွင်းမှာရှိတဲ့နှင်းတွေပေါ်မှာခြေပလာနဲ့မာရသွန်ပြေးခဲ့ဘူးလို့ကမ္ဘာအမြင့်ဆုံးအေဝရက်တောင်ကိုလည်းဘောင်းမီတို့တစ်ထည်တည်းနဲ့တက်ဖို့ကြိုးစားခဲ့သူဖြစ်ပါတယ်ဒီနေရာမှာလူတွေသိကျင်ကြတာကသူဟာမွေးရပါထူးခြားသူလားဆိုတာပါပဲအဖြေကတော့မဟုတ်ပါဘူးဝင်းဟော့မတ်တက်လို့ခေါ်တဲ့လက်ရှိလေးကျင်ငန်းအေးဒဏ်နဲ့ထိတွေ့ခြင်းစိတ်ဆူးဆိုင်မှုဆိုတဲ့နည်းလမ်းသုံးတွေကိုအသုံးပြုပြီးသူ့ရဲ့ကိုယ်ရဲမှုခြင်းနဲ့ကိုယ်ခံအားစနစ်ကိုထိန်းချုပ်ထားတာပါသိပ္ပံပညာရှင်တွေကသူ့ကိုစမ်းသပ်ကြည့်တဲ့အခါသူဟာစိတ်ဆွမ်းအားနဲ့ပဲသူ့ရဲ့အောင်ကျော်စနစ်ကိုလွှမ်းမိုးပြီးအေးဒဏ်ကိုတုံ့ပြန်နိုင်တာကိုတွေ့ရှိခဲ့ကြပါတယ်ဝင်းဟော့ကိုယ်တိုင်ကပဲသူ့ရဲ့နည်းစနစ်ဝင်းဟော့မက်သက်ကိုတစ်ကမ္ဘာလုံးကိုသင်ကြားပြသပေးခဲ့တာပါအခုနောက်ပိုင်းဝင်းဟော့ရဲ့စံချိန်တွေကိုတခြားသူတွေကချွတ်ပြတ်နိုင်ခဲ့ကြပါတယ်စံချိန်ကျိုးသူအများစုကလည်းဝင်းဟော့ရဲ့နည်းစနစ်ကိုအခြေခံပြီးပုံမှုပြင်းထန်အောင်လေ့ကျင့်ခဲ့ကြသူတွေပဲဖြစ်ပါတယ်ရေခဲပုံးနဲ့ကြာကြာနေနိုင်တဲ့စံချိန်ကိုတခြားသူတွေကချိုးဖျက်သွားပေမဲ့နင်းတောင်ပေါ်မှာဘောင်းမီတို့နဲ့တက်ချင်းရေခဲပြင်အောက်မှာအသက်ရှူကိရိယာမပါပဲအကြဆုံးကုခတ်ခြင်းစတဲ့စံချိန်အစုံဝင်ကိုတော့ဝင်းဟော့ကပဲပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်နံပါတ်3ရောဘာလူသားလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ဟာရောဘာလိုမျိုးကျုံနိုင်ဆက်နိုင်ပြီးတစ်တာသေးသေးလေးထဲမှာခောက်ထည့်လို့ရတယ်ဆိုရင်ဒါကိုခင်ဗျားတို့ယုံကြည်ကြမလားဟုတ်ပါတယ်အခုကျွန်တော်ပြောပြပေးမှာကတော့ဂရေးနစ်ကမ္ဘာစံချိန်ပေါင်းများစွာကိုပိုင်ဆိုင်ထားပြီးကမ္ဘာအပျော်ပြောင်းဆုံးလူသား
ရောဘာလူသားလို့တင်စားခံရတဲ့ဒန်နီယယ်ဘရောင်းနီစမစ်ကျောင်းပဲဖြစ်ပါတယ်ဒန်နီယယ်ကို1989ခုနှစ်မေလ10ရက်နေ့မှာအမေရိကန်ပြည်အောင်စုမစ္စစ်ပီပြည်နယ်မှာမွေးဖွားခဲ့တာပါသူဟာငယ်စဉ်၄နှစ်သားအရွယ်ကလေးကအခြားကလေးတွေမလုပ်နိုင်တဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုထူးထူးခြားခြားလုပ်ပြနိုင်ခဲ့တာပါအခုဆိုရင်သူဟာကမ္ဘာအကျော်ကြားဆုံးကိုယ်လက်အလှပြတပ်ပညာရှင်တူဖြစ်နေပါပြီဒန်နီယယ်မှာဒီလိုစွမ်းရည်တွေရှိနေတာကလေ့ကျင့်ခန်းတက်ကြောင်မဟုတ်ပါဘူးသူ့မှာ EDS လို့ခေါ်တဲ့ရိုးရိုးဗီဇဆိုင်ရာအယိုးစစ်နဲ့တီရှူးပျော်ပြောင်းသည့်ယောဂအခြေအနေတစ်ခုရှိနေတာပါဒီယောဂဟာခန္ဓာကိုယ်ရဲ့တီရှူးတွေနဲ့အယိုးစစ်တွေကိုဆက်သွယ်ပေးထားတဲ့အသားမြင်တွေကိုပုံမှန်ထက်အစာပေါင်းများစွာပျော်ပြောင်းသွားစေတာပဲဖြစ်ပါတယ်ဒါကြောင့်လဲဒီလူကသူ့ရဲ့အယိုးစစ်တွေကိုနာကျင်မှုမရှိဘဲနေရာလွှဲပြတာလိန်ချိုးပြတာတွေကိုစိတ်ကြိုက်လှုပ်ဆောင်နိုင်တာပါသူ့ရဲ့စမ်းဆောင်ရည်တွေကတော့တကယ့်ကိုကြောက်ကမန်းလိလိပါပဲဒီလူကအချင်းဆက်လက်မှတ်သားရှိတဲ့တနည်းရက်ကွက်ကွင်းထဲကနေသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖြတ်ထွက်ပြနိုင်ပါတယ်နောက်ပြီးတော့သူ့ရဲ့ကိုယ်လုံးကိုခောက်ပြီးတင်းငယ်တဲ့ခီးဆောင်တစ်တာလေးထဲမှာအဝင်ဝင်ကြဝင်နေနိုင်ပါသေးတယ်ဒီလူရဲ့နှလုံးတည်ရှိတဲ့နေရာကိုတောင်ရွှေ့ပြောင်းနိုင်တယ်လို့ဆိုကြပြီးဂရင်းနစ်ဆန်ချိန်ပေါင်း9ခုတက်မနည်းကိုပိုင်ဆိုင်ထားသူပါကမ္ဘာပေါ်မှာဒန်နီယယ်လိုမျိုးခန္ဓာကိုယ်ပျော်ပြောင်းသူတွေရှိပေမဲ့သူ့လောက်အထိအစွန်းရောက်အောင်ပျော်ပြောင်းပြီးအန်ရရှိတဲ့ကိုဟန်အနေထားတွေကိုလောက်ပြနိုင်သူကတော့အတော်လေးရှားပါတယ်လူသားတွေရဲ့ခန္ဓာကိုယ်ဟာပုံသေးကားကြမဟုတ်ပဲအံ့ဩစရာတွေနဲ့ပြည့်နေနေတယ်ဆိုတာကသူကတက်တည်ပြနေပါတယ်နံပါတ်၄အိပ်ဆက်ခြင်းမရှိသူလူတစ်ယောက်ကတညလောက်အေးအေးပြည့်ရုံနဲ့တင်နောက်တစ်နေ့မှာနှုံးချင်နေတတ်တာလူတိုင်းသိပါပဲဒါပေမဲ့ဗီယက်နမ်နိုင်ငံကအဖိုးတစ်ယောက်ကတော့နှစ်ပေါင်း90ကျော်ကြာတဲ့အထိမျက်စိတမိတ်တောင်မိတ်ပဲနေထိုင်နေတယ်ဆိုရင်ခင်ဗျားတို့ရောယုံကြည်ကြမလားဟုတ်ပါတယ်သူကတော့ကမ္ဘာအမွယ်လူသားတဦးဖြစ်တဲ့အဖိုးထိုင်းငေါ့ပဲဖြစ်ပါတယ်အဖိုးထိုင်းငေါ့ကို1942ခုနှစ်မှာမွေးဖွားခဲ့ပြီးဗီယက်နမ်နိုင်ငံအလယ်ပိုင်းကွမ်နန်းပြည်နယ်မှာနေထိုင်ပါတယ်သူ့ရဲ့ဒီထူးဆန်းတဲ့ဖြစ်ရပ်က1983ခုနှစ်သူ့အသက်32နှစ်အရွယ်မှာပြင်းထန်တဲ့ဖျားနာမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းစတင်ခဲ့တာပါအဲ့ဒီအချိန်ကစလို့ယခုချိန်ထိနှစ်ပေါင်း53နှစ်ကြာအောင်သူဟာလုံးဝအိပ်မပျော်တော့တာဖြစ်ပါတယ်သိပ္ပံနည်းကျစမ်းသပ်မှုတွေအရအဖို့ဟာပါမန်နဲ့အင်ဆိုနီးယားလို့ခေါ်တဲ့အမြဲတမ်းအိပ်မပျော်တဲ့ဝေဒနာကိုခံစားနေရတာပါထူးခြားတာကပုံမှန်လူတွေမှာအေးပြည့်ရင်ဖြစ်တတ်တဲ့ဥနောက်ထိခိုက်မှုစိတ်မူမမှန်မှုနဲ့ကိုယ်ခန္ဓာအားနည်းမှုတွေဟာအဖိုးရှိမှာလုံးဝမရှိတာပါပဲဆရာဝန်တွေကအချိန်ချင်းစမ်းသပ်ခဲ့ပေမဲ့ဒီအဖိုးရဲ့ကိုယ်ရင်းအင်္ဂါတွေဟာပုံမှန်လူတစ်ယောက်လိုပဲကျန်းမာနေတာကစိတ်ပညာလောကအတွက်အကြီးမားဆုံးပု္ပ္ပာတစ်ပုဒ်ဖြစ်ပါတယ်ကမ္ဘာပေါ်မှာတင်တို့လိုအိမ်မပြောတဲ့ဝေဒနာရှင်တွေရှိပေမဲ့အဖိုးထိုင်းငေါ့လိုနှစ်ပေါင်း90ကျော်ကြာအောင်ဘာဘေးထွက်ဆိုးကျိုးမှမရှိပဲကျန်းမာစွာနေနိုင်သူကတော့မရှိသလောက်ရှားပါတယ်အံ့ဩစရာကောင်းတာကယနေ့ချိန်ထိအသက်84နှစ်ကျော်နေတဲ့အဖိုးဟာကျန်းမာတန်ဆွမ်းနေစေဖြစ်ပါတယ်လူအများစုကတော့သူ့ရဲ့ဦးနှောက်ဟာအလုံးလုံးနေနေတဲ့တင်တပိုင်းတစ်စအနားယူနိုင်တဲ့မိုက်ခရိုစလီအခြေအနေမျိုးဖြစ်နေနိုင်တယ်လို့ယူဆကြပေမဲ့ဘယ်သူမှတိတိကျကျသက်သေမပြနိုင်သေးပါဘူးနံပါတ်5အတန်မာဆုံးသွားပိုင်ရှင်လူတစ်ယောက်ရဲ့သွားဟာဘယ်လောက်ထိတန်မာနိုင်မယ်လို့သင်ထင်ပါသလဲပလင်းဖုံးဖွင့်နိုင်ုံလားဒါမှမဟုတ်အုံးကြီးခုံခွာနိုင်ုံပဲလားမလေးရှားနိုင်ငံကဘာသာခရစ်စတန်ဘေလူအတွက်ကတော့ဒါတွေကကလေးကစားစရာပါပဲသူဟာတန်ချိန်ရာနဲ့ချီနေတဲ့ယထာရွဲတွေကိုသူ့ရဲ့သွားနဲ့ကိုက်ပြီးဆွဲပြနိုင်တဲ့အထိကမ္ဘာအတန်မာဆုံးသွားပိုင်ရှင်ဖြစ်ကြော်ကြားသူဖြစ်ပါတယ်1966ခုနှစ်မှာမွေးဖွားခဲ့တဲ့ဒီလူကိုလူအများက King Tooth သွားပြင်းလို့တလီတစားခေါ်ကြပါတယ်သူဟာငယ်စဉ်ကတည်းကအိန္ဒိယရိုးရာတရားထိုင်ကြီးနဲ့အာယုံစူးစိုက်မှုတက်ပညာတွေကိုလေ့ကျင့်ခဲ့သူဖြစ်ပြီးအဲ့ဒီကနေတဆင့်သူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုချင်းစီကိုအစွမ်းကုန်အသုံးချနိုင်စွမ်းရှိထားတာဖြစ်တယ်လို့ဆိုပါတယ်သူ့ရဲ့အမှန်ဆုံးစွမ်းဆောင်ရည်ကို2009ခုနှစ်ဩဂုတ်လ30ရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကကွဲလန်းဘူတာယုံမှာပြုလုပ်ခဲ့ပါတယ်သူဟာအလေးချိန်298တန်းတန်ချိန်300နီးပါးရှိတဲ့ယထာတွဲ6တွဲကိုသူ့ရဲ့သွားနဲ့ကိုက်ပြီးဆွဲပြခဲ့တာပါဒီယထာတွဲတွေကိုအကွာအဝေး 1.8 မီတာ6ပေကျော်ထိရောက်အောင်ဆွဲနိုင်ခဲ့လို့ဒင်းနစ်ဆန်ခြင်းကိုတရားဝင်ရရှိခဲ့ပါတယ်။သွားဆရာဝန်တွေတောင်အံ့ဩရတဲ့ဒီစွမ်းအားဟာလေ့ကျင့်ခန်းတက်ကြောင်မဟုတ်ဘူးလို့ဆိုပါတယ်။သူဟာနေ့စဉ်မနက်4နာရီမှအိပ်ရာထပြီးကျင်းထန်တဲ့မေယိုလေ့ကျင့်ခန်းတွေလုပ်ခြင်းကီလိုမီတာ20ကျော်ပြေးလေ့ကျင့်ခြင်းအလေးမှခြင်းနဲ့အဓိကအကျဆုံးဖြစ်တဲ့တရားထိုင်ခြင်းတို့ကိုလှုပ်ဆောင်တယ်လို့ဆိုပါတယ်။ကမ္ဘာပေါ်မှာသွားနဲ့ကားဆွဲတာလေယာဉ်ဆွဲတာတွေလုပ်တဲ့သူအနည်းငယ်ရှိပေမဲ့ရောတာခရစ်စတန်လိုတန်ချိန်300နီးပါးရှိတဲ့ယထာတွဲကိုဆွဲနိုင်သူကတော့အလွန်ရှားပါတယ်။သူဟာသူ့ရဲ့စံချိန်အဟောင်းတွေကိုလည်းသူ
သူကိုယ်တိုင်ပြန်ချုပ်ခဲ့သူလည်းဖြစ်ပါတယ်ဘာသာခရစ်ယာန်ကတော့စိတ်ဆွမ်းအားနဲ့လေ့ကျင့်မှုရှိရင်မဖြစ်နိုင်တာဘာမှမရှိဘူးလို့ဆိုတာကိုလက်တွေ့ပြသသွားခဲ့တာပါကျွန်တော်တို့ခင်ဗျားတို့သွားနေဆိုရင်တော့ကြက်ရိုးတောင်ခိုက်ဖို့တော်တော်စဉ်းစားရအောင်ပါပဲအခုတစ်ဆက်ပေးတဲ့ထူးခြားလူသား9ယောက်ထဲမှာဘယ်သူကိုနှစ်သက်ဆုံးလဲဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးဗျအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်